coffee လေးလည်းရပါပြီပေါ့နော်ဆိုတော့ coffee ရတော့ဒီလိုလေးပါဒါကတော့ဟောင်းဆိုင်ကြီးရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်ဒါ Brilliant Village မှာပေါ့ Good morning ရှင်ရပြန်လာပြီးတော့အခု cherry blossom နဲ့ပွင့်ပြီလားကိုဝါချီတယ်အဲ့ဒီပြောင်းနေတယ် Okay cherry blossom တွေက Greaton Village မှာတွားကြည့်ပါမယ်အဲ့တော့ like ခဲ့ပါနှခမ်းနေမစိုးလို့ရှင်လေနှခမ်းနေအရန်ချောက်တာဒီမှာလေနှခမ်းနေဘလောက်အကောင်းစားပဲ